ကိုမီနီဦးဝေမောင်းတာကိုဘောစီလိုလူတွေကထင်နေကြတယ်တရက်ကိုဘယ်လောက်ရရလဲ1 သိန်းလား2 သိန်းလားနဲ့လုံနေကြတာမီနီဦးဝေမောင်းနေတယ်ကျမတရက်နဲ့တရက်သိလားအသားတွေပိုးဖြူလာတယ်ပိုနုလာတယ်အဲ့ဒါဆိုဧည့်သည်တွေကိုအများကြီးလိုက်နေရလို့လားမလိုက်ရလို့လားဆိုအရှင်တို့တေချာစဉ်းစားကြည့်ပေါ့ဘူးမဆိုလေတိုက်ရင်နေပူလို့ဆိုရင်အသားမဲတယ်လေကိုအသားတွေကတနေ့တခြားပိုပြီးတော့ဖြူလာတယ်နုလာတယ်ဆိုတနည်းဧည့်သည်တွေလိုက်ပို့နေရလို့လားမလိုက်ရလို့လားဆိုတာတေချာစဉ်းစားကြည့်ပေါ့မဟုတ်ဘူးလားဩပြောရင်ဆိုရင်လည်းရှေ့မှာပိုးဝေစီးဖို့တယောက်တားနေရပါလားဟာဟာငါဈေးဥပေါက်တော့မယ်အလုတ်ကလည်းနောက်ကျနေပြီဘယ်လိုလုပ်ရမလဲရှေ့မှာအိုးဝေတစည်းလာနေပြီအိုးဝေတားပြီးတော့ပဲစီးသွားတော့မယ်အိုးဝေအားလားမျိုးထဲသွားမှာအိုးဝေအားလားအားလို့စင်လိုက်အောင်မယ်နော်မျိုးထဲလိုက်ပါလားညီမလေးရတယ်လေတက်